မင်္ဂလာပါရှင်မစမြကျမ်းမာချမ်းသာကြပါစေကဲကျွန်တော်ချစ်ရတဲ့အတွက်ထိုက်စီအထိကီးရဘရရဲ့နော်ထိုက်စီဒီချစ်ရတဲ့မှာမနေ့ညလာနိုင်တဲ့အလားလာအရှိဆုံးကတော့3ချင်5ထိုက်စီဖြစ်ပါတယ်အထိကနန်းကတော့9သူများ3ဖြစ်တယ်ကီးရဘရရဲ့ကတော့ဒါကတော့နိုင်နှစ်နိုင်နဲ့ရှာဖွေထားတဲ့ဟာဖြစ်ပါတယ်ဒီနောက်ဆုံး9နဲ့4ကတော့ဘေးကဟာလဲဆိုရင်ကျွန်တော်ရွှေကဲကြီးနှစ်ကဟာဖြစ်ပါတယ်9နဲ့4ကရွှေကဲကြီးနှစ်မဟာဖြစ်ပါတယ်ဟုတ်ပြီနော်ဒါဆိုရင်ထိုက်ရောအထိရောကီးရဘရိုက်ကိုကျွန်တော်အတွဲပုံစံတွဲလိုက်တဲ့အချိန်မှာဘယ်လိုမျိုးရလဲဆိုရင်6ခွက်ပဲရပါတယ်ဒီနေ့နော်6ခွက်တွေပဲရပါတယ်မြင်ရလားမသိဘူးနော်ကဲ6ခွက်တွေပဲရတယ်အတွဲပုံစံမှာကျွန်တော်3နဲ့3ခွက်ရမယ်8နဲ့3ခွက်ရမယ်9နဲ့3ခွက်ရမှာဖြစ်ပါတယ်6ခွက်ဆိုင်တယ်ဖြစ်ပါတယ်နော်ကဲဒါဆိုဒီဟာကိုကျွန်တော်အကွက်တွေထုတ်လိုက်တဲ့အချိန်မှာ6ခွက်ရတယ်အဲ့ဒါကိုမထုတ်ပေးမိကျွန်တော်မနေ့ကတင်တဲ့နေတာကလေးကိုကျွန်တော်ပြန်ပြီးတော့30ကျရမယ်နော်ဒါမှလည်းကျွန်တော်တို့မနေ့ဖြန်ဘယ်ဟာအားကောက်လဲဘယ်ဟာလာနိုင်လဲဆိုတာကိုမစင်များကြိုပြီးတော့ခက်မှန်းတွက်ချက်လို့ရမှာဖြစ်တယ်ကဲကျွန်တော်ဒါကတော့ကျွန်တော်မနေ့ကတင်တဲ့ဟာဖြစ်ပါတယ်မြင်ရပါတယ်နော်အကုန်လုံးဒါမနေ့ကတင်တဲ့ဟာဖြစ်တယ်ထိုက်စီကတော့ကျွန်တော်တို့83တစ်မှာ3ထိုက်စီထွက်တယ်ဟုတ်ပြီနော်အထီကနန်းကတော့619ဖြစ်တယ်ဒါကတော့ညနေကတော့ကျွန်တော်3ထိုက်စီထွက်တယ်အထီကနန်းထဲမှာမနေ့ကတော့အထီကနန်းကထိတော့တယ်ကဲကီးရဘရိုက်နဲ့အတွဲပုံစံထုတ်လိုက်တဲ့အချိန်မှာကျွန်တော်ဒီမှာစစ်နှစ်ခွက်ရတယ်ဗျာဒီနေ့နော်မနေ့ကတင်တကယ်ဖြစ်တဲ့ဘလို့ထွက်တော့လဲဆိုရင်ဒီလိုမျိုးထွက်တော့ပါတယ်အတွဲထဲရပဲထွက်တော့တယ်ဗျာနော်ဒီအတွဲထဲရစစ်နှစ်ခွက်ဆိုင်ကကျွန်တော် main ခွက်ထုတ်လိုက်တဲ့အချိန်မှာဒီလိုမျိုးရတယ်စစ်နှစ်ခွက်ဆိုင်ဒါကတော့မနေ့ကတင်တဲ့ဟာဖြစ်တယ်နော်ဒီထဲမှာကျွန်တော်တို့ရှင်းနဲ့ပတ်သက်လို့၄ခွက်ရေ3နဲ့ပတ်သက်လို့၄ခွက်ရေ1နဲ့ပတ်သက်လို့၄ခွက်ရေမှာ3ထိုက်စီအနေနဲ့ဒီ3လဲကဒီကိုထွက်သွားပါတယ်ဗျကျွန်တော်ပြောသလိုမျိုးကိုယ့်ရဲ့အကြိုက်နဲ့အထက်လုပ်ကြတဲ့အကွက်တွေကိုရွေးပြီးတော့အသုံးပြုမယ်ဆိုရင်မိုက်ဆွေများအတွက်တစ်ဖက်တစ်လမ်းကနေအထောက်အကူဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗျနော်တချို့တော်လောက်ကတော့အဆင်ပြေကြမယ်လို့ကျွန်တော်ယုံကြည်တယ်ကဲဒါဆိုရင်ကျွန်တော်တို့ဒါကတော့ကျွန်တော်မနေ့ကတင်တဲ့ပုံစံလေးတွေကိုထုတ်ပြတာဖြစ်တယ်ဒါဆိုရင်ဒါတွေကိုတင်လိုက်မယ်နော်ပြီးတော့ကျွန်တော်ဒီနေ့ကတော့ဘာရလဲဆိုရင်ဒီအတွဲထဲမှာဗျာနော်ဒီဒါကတော့6ခွက်ဆိုင်အတွဲဖြစ်တယ်ဒီအတွဲထဲကနေ main ခွက်ထုတ်လိုက်တဲ့အချိန်မှာဘယ်နှခွက်ရလဲဆိုရင်ဒီ6ခွက်ဆိုင်ရပါတယ်ဗျဟုတ်ပြီနော်ဒါကကျွန်တော်တို့ဒီ8ရက်နေ့အတွဲနော်ခုနကဟာနဲ့ကျွန်တော်လွဲတော့မှကြောက်လို့ကျွန်တော်ထပ်ပြီးတော့နေဆွေတက်ပေးလိုက်မယ်ဒါမနေ့ည6ခွက်ဆိုင်ရတယ်အတွဲပုံစံထုတ်လိုက်တဲ့အချိန်မှာ8နဲ့3ခွက်ရတယ်3နဲ့3ခွက်ရတယ်5နဲ့3ခွက်ရပါတယ်ဗျဟုတ်ပြီဒါဆိုရင်တော့ဒီ6ခွက်ထဲကနေမိုက်ဆွေများမနေ့ကပြောသလိုမျိုးပဲကိုက8နဲ့ကြိုက်ရင်8နဲ့ဒီ3ခွက်ကိုမိန်တန်ဖို့ဗျာနော်3ကိုကြိုက်ရင်3နဲ့ပတ်သက်လို့ဒီ3ခွက်ကိုမိန်တန်5ကိုကြိုက်ရင်5နဲ့ပတ်သက်လို့ဒီ3ခွက်ကိုမိန်တင်လို့ရတယ်6ခွက်လုံးကတော့အကုန်လုံးအသုံးပြုနိုင်တဲ့အတိုက်တာပဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် main ခွက်တွေကတော့အများကြီးထပ်ပြီးတော့မထုတ်ချင်တော့ဘူးဗျထုတ်မယ်ဆိုရင်လည်းဒီ6ခွက်ထဲက5ခွက်ထွက်တယ် main ခွက်ကနော် main ခွက်ထုတ်ပေးရမယ်ဆိုရင်ကျွန်တော် white ပေးလိုက်မယ်ဗျဒီနေ့နော် white ပြီးတော့ပေးလိုက်မယ်ဘယ်လိုမျိုးထုတ်ရမလဲဆိုရင်ကျွန်တော်ဒီမှာဒီမှာတစ်ခွက်ရေဒါ white ထားတဲ့ဟာ main ခွက်ပဲဖြစ်တယ်နော်ရှင်းနဲ့ဒီမှာတစ်ခွက်ပါတယ်နောက်ပြီးတော့3နဲ့ပတ်သက်လို့ဒီမှာတစ်ခွက်ပါတယ်ဒီမှာတစ်ခွက်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီနေ့ထွက်သွားတဲ့ပြန်ကြအနေနဲ့တစ်ခွက်ပါတယ်ဗျာနော်ဒီမှာ3လေးတစ်ခွက်ကဒီနေ့ထွက်သွားတဲ့ဟာဖြစ်တယ်နောက်ပြီးတော့ကျွန်တော်ဒီမှာတစ်ခွက်ပါတယ်9နဲ့ပတ်သက်လို့ဆိုရင်ကျွန်တော်ဒီမှာတစ်ခွက်ပါတယ်ဒါဆိုရင်1နဲ့3 4 5 9ခွက်ထဲမှာ main ခွက်5ခွက်ရှိတယ်ကျန်တဲ့4ခွက်ကတော့မဆိုမြအရင်အနေနဲ့ကြိုက်ရင်လည်းအသုံးပြုလို့ရတယ်ဟုတ်ပြီနော်6ခွက်လုံးကတော့အကုန်လုံး
အသုံးပြုနိုင်တဲ့အတိုက်တာဖြစ်တဲ့အတွက်ကြောင့်ထပ်ပြီးတော့ကျွန်တော်ရွေးပေးလိုက်ရင်9ခွက်ထွက်တယ်ဗျဟုတ်ပြီနော်ဒီနေ့လည်းကျွန်တော်တို့ထိုက်စီးတွေဝင်ပြီးတော့မင်းခွက်တဲ့ဒစ်အောင်နိုင်ပါစေလို့ကျွန်တော်စုဝင်ကောင်းတောက်ပေးလိုက်ပါတယ်ဗျကဲပုံလေးတွေကြည့်ရတာအဆင်ပြေတယ်အသုံးပြုရတာအဆင်ပြေတယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လေးလုပ်ပေးကြပါပြင် share လုပ်ရတဲ့နေရာတွေမှာလည်း share ပေးကြပါဗျာနော် comment လေးတွေမှာလည်းအဆင်ပြေကြတယ်မပြေဘူးဆိုတာလေးကိုရေးပြီးတော့ပေးထားကြပါအကုန်လုံးအဆင်ပြေကြပါစေနော်